တမန်ဝင်ပလွေလိုအရှိန်အဟုန်ပြင်းတဲ့ Lycan အကြောင်းပရိသတ်များရှင် Lycan ကတော့ GMMTV ရဲ့နာမည်ကြီးအနုပညာရှင်တွေဖြစ်ကြတဲ့ William Lego, Nat Hone, Turo စုပေါင်းပြီးတော့ပါဝင်တဲ့နာမည်ကြီး Teapot Wine Group ဖြစ်ပြီးတော့ Project Alpha အဖွဲ့ရဲ့ winner တွေနဲ့ဖွဲ့စည်းထားခဲ့တာပဲဖြစ်ပါတယ်။ဒီလိုမျိုး member 9 ယောက်ပါဝင်တဲ့ Lycan ဆိုတဲ့ Teapot Wine Group လေးကို2023ခုနှစ် March လ9 ရက်နေ့မှာဖွဲ့စည်းထားခဲ့တာဖြစ်ပြီးတော့ member တွေအားလုံးထဲမှာအသက်အကြီးဆုံးက Nat ဖြစ်ပြီးတော့အငယ်ဆုံးလေးကတော့ Lego ပဲဖြစ်ပါတယ်။ Lycan ဆိုတဲ့နာမည်လေးကတော့အင်အားကြီးမှပြီးတော့မိမိုက်တဲ့အသွင်ဆောင်တဲ့တမန်ဝင်ပလွေတွေလို့အဓိပ္ပာယ်ရပါတယ်။ Lycan ရဲ့ fandom name လေးဖြစ်တဲ့like you အတန်အတွက်ကတော့ like you ပေါ့နော်ဒီ like you ကိုတော့ debut ပြီးတော့2 လအကြာမှာပဲထွက်ခဲ့တာဖြစ်ပြီးတော့ဒါဆိုလို့ရှိရင်လေ Lycan ရဲ့အနုပညာမှတ်တိုင်တွေကမှ debut song လေးဖြစ်တဲ့ May I ကတော့2023ခုနှစ်မေလ9 ရက်နေ့ကထွက်ရှိလာခဲ့တာပဲဖြစ်ပြီးတော့ Rookie of the Year ဆိုတဲ့အတူအောင်မြင်မှုများစွာကိုစုခုပေးခဲ့တဲ့တခြင်းလေးပဲဖြစ်ပါတယ်။အခုလက်ရှိမှာတော့ Lycan ရဲ့ new song အနေနဲ့ကတော့ Drift ဆိုတဲ့ group song လေးထွက်ရှိထားတာဖြစ်ပြီးတော့ YouTube မှာ views ကတော့ 694k ကိုရောက်ရှိနေပြီပဲဖြစ်ပါတယ်ရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကျေးဇူးအများကြီးတင်ပါတယ်ရှင်။